Này fashion là đi ní bọn nó tao vào đi không giả bản này đi tao vào đi cho rồi thì lú unicorn tao vào đi bọn nó ai cho anh này được lấy chỉ chặt bị bá xem đi như thế này lý hả mà nem xem cháu phân này thì thế đó khả năng ná mẹ bọn nó là rồi số giá xếp trên này bọn nó ai cho anh nó cái gì lấy mà hỗ trợ đó anh nó khả năng ná mà thì thế đó bây giờ cái chuyện này chỉ biết cho bọn nó em là tôi chỉ màအဲ့တော့ဒီမှာပေါ့နော်အလားတော့ဒီမှာဒီနေရာရောက်သွားပြီပေါ့နော်ဟောသူကပျောက်တယ်ပေါ့နော်သူကပျောက်တော့ပါရှိအဲ့တော့အတူသွားဆော့ကြမယ်ပေါ့နော်အမလေးပြပါပြီဒီမှာပေါ့နော်နောက်တာဝါလေးခုံပြပေးတာပါနော်ဒီတာဝါလေးကမခုံဘူးတော့မခုံဘူးဒါမဲ့ဒီအိုဗီယိုမစော်ဘူးတာပါရှင်အဲ့တော့ခဏနဲ့တူစော်မယ်ပေါ့နော်ဒီနေ့မှဘယ်နှစ်ယောက်ရှိလဲဆိုတော့အနည်းလည်းမသိတော်တော်များပါတယ်ဒီလောက်ဆိုလေတော်တော်ပေါ့နော်အမလေးပြုံးကြတော့မှာပဲခေတော့ကြဒီလိုလေးတောင်းမှာပေါ့နော် my gosh ဝင်ဖို့လေးပေါ့နော်ချစ်စရာလေး comment ထဲမှာလည်း monkey ပေးဖို့ပြောချင်ပါတယ် like ကတော့9000ရရပေါ့နော်အရင်တော့ဗီဒီယိုတွေပြောတာပါရှင်အတန်လေးကတော့တိုးထားပါတယ်အမှဘာလဲဆိုတော့အိမ်နေတဲ့သူလေးရှိကြလို့ပါအနာဒီဗီဒီယိုတင်တာနေ့လိမ့်မှာဒါတင်လိုက်တွေ့ပေါ့နော်အဲ့တော့စမယ်ပေါ့နော်အတန်လေးနဲ့ရှယ်လိုက်မချတော့မှာဘာတမတော့တိတ်တော့မရှိပါဘူးအဲ့တော့စမယ်ပေါ့နော်တော့ခုံနဲ့တန်နဲ့ရှယ်ထိုးထားလို့ရှယ်ထားတယ်အဲ့ဒါကြတော့ဒီကကြတော့ဟိုဟာပေါ့နော်ဒါမရှိဘူးထင်တဲ့အတိုင်းပဲဒီရမနဲ့ပေါ့နော်သူကကြဲလေးတွေပြထားပြီးတော်လေးလိုက် unicorn ဆိုအနာလေးကြိုက်တဲ့ဒီရလေးကို rainbow လေးဆိုလေးလှရဲ့အတွက်အနာဒီတာဝါရွေးချက်ပေးတာပါပြီးတော့ပါရှင်အဲ့တော့ဝင်လိုက်ကြမယ်ပေါ့နော်အဲ့ဆိုဒီကိုပြန်ရောက်လာတယ်ပေါ့နော်အဲ့ဆိုဟိုဘက်ကိုထပ်သွားမှာမယ်ဟိုဘက်ထပ်သွားပါမယ်ရှင်ပြီးရင် unicorn တာဝါလေးကတော့တူပဲပေါ့နော်ဒီတာဝါလေးတွေဝင်မှာမယ်ပေါ့နော်ဒီတာဝါလေးကကျတော့လေးလေးလှရဲ့ကြောင်လေးစုံနေပေါ့နော်ဒီကလွယ်တာဝါလားမသိ easy တာဝါမလို့လားဆွမ်းနာအရင်ပူတာဒီတော့ထပ်ခုမယ်ပေါ့နော်အလားရုပ်လေးလဲထားပါတယ်နော်အလားစပါရှင်ဘာဖြစ်လဲထားလဲဆိုအလားလေအလားလူမျိုးတွေကတော်တော်ပေါ်နေတဲ့အတွက်ယူလို့မသေးခွဲမှကြောက်တော့နော်အဲဒါအလားလဲထားပါအလားရုပ်လေးမှတ်တာနော်မကြည့်မျက်မှန်လေးပါပါရင်နော်ပြုံးထားပါရှိခေါင်းမီတို့လေးနဲ့ပေါ့နော်ခေါင်းမီကကျတော့ဘာလို့အရှိမောတာလဲဆိုတော့မကြိုက်လို့ဒီလေးပဲကောင်းတယ်ဟိုကဖက်နဲ့လေးပို့ပူအောင်လို့ပေါ့နော်ကဲခမမ်းပါမယ်ရှင်ဒီဘက်ကကဲ comment ထဲမှာမှန်းခဲ့ပါအောင်နော် like ကလည်းတော်တော်နေတယ်1နှစ်လောက်ပဲရအရင်တော့ဆို9000ရတယ်လောက်ကြပါရှုလို့ဆိုလေပြန်လာရေးစူးစမ်းချင်လို့ပါနော်ခံမိကြည့်ကြပါပေါ့နော်အလားတငယ်ချင်းနဲ့ခုံတာမဟုတ်ပါဘူးမနက်ကတော့အလားတငယ်ချင်းနဲ့ခုံသွားဗီဒီယိုရိုက်ဖို့မိသွားတယ်ပေါ့နော်ဆက်တက်မယ်ပေါ့နော်မနက်ဖြန်ကြောင်းဖွင့်ပါပြီရှင် Oh my god ပြုတ်ကြတော့ဒါကြတော့ဖြူရောင်လေးသွေးရော်တယ်အဲ့ဒါကိုဒီရှာရှာခုံးရမယ်ရှောင်းရမယ်ဘာလို့ဆိုအဲ့ဒါသွေးနေလို့ရှိရင်အဓိကနေရာမှာဆိုသွေးရရော့သွားတယ်တော်လေးလှရဖန်တီးထားတော်တော်ကြိုက်တယ်လားဒီဘက်ကိုဒီလိုလေးခုံးပါမယ်ရှင်သူကအောက်ကိုပြုတ်ကြတယ်ဒီနက်ကပေါ့နော်ဒီနေရာမှာအလားတငယ်ချင်းနဲ့ဖြစ်တာပါနော်တကယ်ပါတကယ်အမှန်နဲ့ဆိုခုံတတ်တယ်သူ့ကိုဆောင်ရင်းနဲ့ခုံတာများတော့လေမခုံတတ်တော့တာသွေးရော်ဝိုင်းပြောင်းတယ်လည်းခေခုံပါမယ်အဲ့တော့နည်းနည်းဖြစ်ပါလေရှင် my gosh ဒီတာပါပြင်တော်ပြီပေါ့နော်အလားဗီဒီယိုရှေ့မှာနားလို့ပါပြီးတော့ပါပြီရှင်ကဲအဲ့တော့
အားလုံးပဲပပိုင်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲเนาะအားလုံးပဲပပိုင်နောက်ထပ်ခံစားရရှိလို့ရှိရင်လည်း comment ထဲမှာမှတ်ခဲ့ပါဦးရှင်အားလုံးပဲပပိုင်